ဒီလိုဗျကျုပ်တို့မကွေးဘက်ကတောရွာတော်ရွာမှာတကယ်ထူးထူးဆန်းဆန်းလူတစ်ယောက်ရှိခဲ့ဘူးတယ်သူ့နာမည်ကတော့ဦးပြုံးချိုးတဲ့နာမည်နဲ့လိုက်အောင်ပဲလူကလည်းအမြဲတမ်းပြုံးစီစီနေဗျအသားကမဲမဲလူကပိန်ပိန်ပပနဲ့အရက်ကတော့တော်တော်ရှိတယ်သူ့ပုံကိုကြည့်လိုက်ရင်ဘိန်းစားပုံလိုအရက်သမားပုံလိုနဲ့အမြဲတမ်းမှေးစင်နေတာခါးကြထဲမှာလဲဝဘိုးဝါးနဲ့လှုပ်ထားတဲ့ပလွေလေးတစ်ချောင်းရှိတယ်ရွာထဲကလူကြီးတွေကတော့သူ့ကိုဆရာချိုးလို့လေးလေးဆဆခေါ်ကြပေမဲ့ရွာဝင်ဝကကုန်းအတိုင်းသားမှာထိုင်နေတတ်တဲ့ကာလာသားလေးတွေကတော့သူ့ကိုဘာကြီးချိုးဆိုပြီးတော့စနောက်ကြတယ်သူကတော့ဘသူပဲဘာပြောပြုံးကြီးပဲဗျစိတ်ဆိုးတယ်ဆိုတာလည်းမရှိဘူးသူကတကူတဲ့သမားရွာတောင်ပိုင်းမှာဝါထရံကာထားတဲ့တဲရင်းလေးထဲမှာတယောက်တည်းနေတာအလောက်ကင်ကတော့ရွာထဲကကျွဲချောင်းနွားချောင်းကလေးတွေအတွက်ပလိုင်းရက်ပေးခမောက်ရက်ပေးနဲ့အေးအေးဆေးဆေးနေတတ်တဲ့သူပါဒါပေမဲ့ဗျလူမဝတဲ့ကာလာသားဓာတ်တိုက်သူ့တဲနာကိုသွားပြီးသူ့ကြက်တွေကိုခိုးဖမ်းစားတော့ကဖြစ်ခဲ့တဲ့ကိစ္စလေးတစ်ခုရှိတယ်အဲ့ဒီနေ့ကကြက်ခိုးတဲ့ကောင်တွေကြက်ကိုဖမ်းပြီးရွာပင်တင်းချိုင်းဘက်ကိုထွက်ပြေးကြတယ်တင်းချိုင်းကုန်းလေးရောက်ရောသူတို့ခိုးလာတဲ့ကြက်ဖာကြီးဟာရုတ်တရက်လင်းနာကြီးဖြစ်သွားပြီးအဲ့ဒီလူတစ်တိုက်ကိုလိုက်စိတ်ပါလေရောဒီကောင်တွေပြေးကြတာလဲတဲ့လူကလဲပြိုတဲ့လူကပြိုနေအိမ်တော်မပြန်ရဲကြဘူးနောက်နေ့မနေ့ရောက်တော့ဦးပြုံးချိုကသူ့ကြက်ဖာကြီးကိုပိုက်ရွာထိပ်ကလက်ဖက်ဆိုင်မှာပြုံးစီစီနဲ့ထိုင်နေတဲ့ဗျအဲ့ဒီချိန်ကစလို့လူတွေကသူ့ကိုရိုးလူမဟုတ်မှန်ရိပ်မိလာကြတယ်ကျုပ်အဖိုးပြောပြပူးတာတော့ဦးပြုံးချိုဆိုတာပထမတန်းဝိဇ္ဇာလန်းကိုလိုက်နေတဲ့ပုဂ္ဂိုလ်လူကြီးတဲ့ကျုပ်တို့ရွာရဲ့အနောက်ဘက်3မိုင်လောက်အကွာမှာလက်စင်ကုန်းလို့ခေါ်တဲ့နေရာလေးတစ်ခုရှိတယ်အဲ့ဒီကုန်းပေါ်မှာလူ9ပတ်စာလောက်ရှိတယ်ရှေးဟောင်းကိုပင်တပင်ရှိတယ်ဗျအဲ့ဒီပင်ကြီးကနေကင်းကြောင်တောင်ဖြတ်သွားရင်ကြောချမ်းစရာကောင်းတယ်သူ့ရဲ့အပင်မှာမဲပုဆိုတဲ့တဲမှာကအဆောင်နေနဲ့နေတယ်လို့နာမည်ကြီးတယ်တဲတော်ဗျာရွာကတကြီးဦးသားရင်းရဲ့သားအလက်ကောင်ကိုမောင်ထွန်းဆိုတဲ့လူကအဲ့ဒီကုန်းသားကိုထင်းသွားကုတ်တာဗျကိုမောင်ထွန်းဆိုတာကလည်းလူမိုက်တဲရဲ့တစ်ပတ်ဆိုတာကိုကြောက်တဲ့ကောင်မျိုးတော့မဟုတ်ဘူးအဲ့ဒီနေ့ကတော့သူထင်းခုံရင်အညောင်းပြေအညာပြေဆိုပြီးကိုပင်ကြီးရဲ့အောက်မှာဓပူးကိုဖွင့်ရင်တွေတောက်ဆက်လေးတောက်ပြီးအနားယူနေတာပေါ့အဲ့ဒီမှာရင်ပြဿနာကစတာပဲသူပြန်ရောက်လာတော့နေဝင်ရီတရောအချိန်အိမ်ပေါ်လှေကားတစ်ကိုနင်းလိုက်တာနဲ့ဘိုင်းကနေဆိုပြီးတော့လဲကျသွားတာအိမ်သားတွေဝိုင်းထူတော့သူကမျက်ဖြူကြီးစိုက်ပြီးတော့ငါအိမ်နင်းတို့ဖယ်ကြဆိုပြီးမိမအနိုင်ကြီးနဲ့အော်ပါလီရောဗျာကိုမောင်ထုံးလိုယောက်ျားကြီးရှိဟာမိမတဲ့စူးစူးဝါးဝါးကြီးထွက်လာတော့အကုန်လုံးကလန့်ပြန်ကုန်တာပေါ့ချက်ချင်းပဲရွာထဲကစေးစရာဥမောင်မြင့်ကိုပင့်ရတယ်စေးစရာကရေမန်းတိုက်ကျိန်လုံးနဲ့ရိုက်ပြီးတော့ကိုမောင်ထုံးကတဟားဟားနဲ့ထိုင်ရင်းနေတယ်ဗျနင်းတို့လောက်တော့ငါချီပြတော့မမီပါဘူးငါအိမ်ပေါ်မှာလာပြီးငါအကောင်းပေါ်6ထောက်တင်တဲ့ကောင်ကိုငါကအသေးယူမယ်အဲ့လိုပြောပြီးကျိန်သွားနေတာအတန်ကလည်းတကယ်မိမကြီးအတန်မြစီးစရာလဲလက်လျှော့ပြီးပြန်ပြေးခဲ့ရတယ်ကိုမောင်ထုံးကတော့တဖြည်းဖြည်းနဲ့ဗန်ဆက်ကအမြုပ်တွေထွက်မျက်လုံးတွေကအပေါ်လန်ပြီးတော့အချင်းကြီးဆိုးလာခဲ့တယ်တကြီးဦးသားတင်လဲဘာလို့မှမသိဘူးဖြစ်ပြီးနောက်ဆုံးတော့ဦးပြုံးချိုကိုတွားပြီးတော့ပင့်ရတာပေါ့အဲ့ဒီတုန်းကတော့ကျုပ်က12နှစ်သားပဲရှိအောင်ပဲစဆုကျင်တာနဲ့တကြီးနောက်ကနေပြီးကောက်ပါအောင်လိုက်သွားတာပေါ့ဗျာဦးပြုံးချိုရဲ့တဲကိုရောက်တော့သူကခါးကြားတွေကပလွေကိုထုတ်ပြီးမှုတ်နေတာဗျတကြီးကကျိုးချောင်းပြောပြီးကဲပါယူပါပြောတော့ဦးပြုံးချိုကပြုံးပြီးတော့ခေါင်းငိမ့်တယ်အေးလေကလေးကစော့ကျင်လို့စတာနေမှာပါသွားဆိုအဲ့လိုပြောပြီးတော့ထလိုက်လာတယ်သူ့လက်ထဲမှာတော့ဘာပစ္စည်းမှမပါဘူးပလွေတူလေးတစ်ချောင်းရဲ့လွယ်အိတ်စုပ်ကလေးတစ်လုံးရဲ့ပဲပါတယ်သူ့အိမ်ရောက်တော့ကိုမောင်ထုံးကတိုင်ကိုဖက်ပြီးတော့ညီးထွားနေတာဗျမျက်နာကလည်းကြောက်ရှာကြီးဦးပြုံးချိုဝင်လာတော့ကိုမောင်ထုံးကမျက်မှောင်ကျုံပြီးတော့ကြည့်တယ်ဟေးလူအိုနင်ကဘာလာလောက်တာလဲနင်လဲတေးချင်းလို့လားအဲ့လိုအော်ပြီးပြောတယ်ဦးပြုံးချိုကတော့အေးအေးဆေးဆေးပဲကုန်းလေးတမြုံမြုံနဲ့အိမ်အလဲတိုင်သားမှာဝင်ထိုင်လိုက်တယ်ပြီးတော့သမီးမယ်ပုညီးကလည်းစိတ်ကြီးပဲဒီကောင်ကမတိလို့လုံးမိတာပါခွင်းလွန်လိုက်ပါကွယ်အဲ့လိုချော့ပြီးတော့ပြောတယ်ဒါပေမဲ့တဲမှာကမရဘူးဗျမရဘူးဒီကောင်ငါကောင်ကိုခြေထောက်နဲ့ထိတယ်ငါအိမ်ရှိမှမဟုတ်တာတွေပြောတယ်သူ့အသက်ကိုယူမကျင်နဲ့မယ်အဲ့လိုပြောဆိုပြီးကိုမောင်ထွန်းကထကြွလူလာတယ်အိမ်ပေါ်ကလူတွေတော့ဝိုင်းဖန်ထားရတယ်အဲ့ဒီချိန်မှာတော့ဦးပြုံးချိုကတပြင်းချလိုက်တယ်အေးပြောလို့မရရင်လဲကစားကြတာပေါ့ကွယ်သူ့လွယ်အိတ်ထဲကအယုတ်ကလေးတစ်ယုတ်ကိုထုတ်လိုက်တယ်တက်သားနဲ့လှုပ်ထားတဲ့မြောက်ယုတ်ကလေးဗျအဲ့ဒီအယုတ်ကိုကျမ်းမြေပေါ်ကိုချပြီးတော့ကဲမဲပုညီကငါလူကိုယူမဲ့ဆိုရင်ဒီမြောက်ယုတ်ကလေးကိုအရင်နိုင်အောင်လုပ်တဲမကဟားတိုက်ပြီးတော့ဒီလိုအယုတ်ဆုပ်ကလေးရမြန်ဆိုပြီးကိုမောင်ထုံးရဲ့လက်ကြီးနဲ့အယုတ်ကိုရိုက်ချဖို့ရွယ်လိုက်တယ်အဲ့ဒီချိန်မှာပဲဦးပြုံးချိုက
သူ့ပလွေလေးကိုကောက်ကင်ပြီးလေးချုံတန်းလိုအတန်တစ်ခုကိုမှုတ်ထုတ်လိုက်တယ်အန်ဟောစရာပဲဗျအခုနတစ်သားမျိုးရုပ်ကလေးကရုတ်တရက်အသက်ဝင်လာပြီးကြီးလာလိုက်တာဗျာလူတယောက်လုံးရှိတယ်မြောက်ဘလူကြီးဖြတ်သွားတာကိုကျုပ်မြင်လိုက်ရတယ်တကယ်ကြီးလာလားညက်လဲလာတော့ကျုပ်လည်းတိတိကျကျမသိဘူးအဲ့ဒီမြောက်ကြီးကကိုမောင်ထုံးစီကိုခုံအောင်လိုက်ပြီးနေရွက်ကိုလင်ဆွဲပါလေရောဗျာကိုမောင်ထုံးစီကကြောက်ပါပြီဆိုတဲ့မိမတန်နဲ့အတန်ကြီးကထွက်လာတယ်မြောက်ကြီးကတော့မလွတ်ပဲဟိုဘက်ကိုဆွဲလိုက်ဒီဘက်ကိုဆွဲလိုက်နဲ့လုံနေတာဦးပြုံးချိုကတော့ပြုံးကြီးနဲ့ထိုင်ကြည့်နေတာပေါ့ဘယ်လိုလဲမဲပုငါမြောက်ကကစားလို့ကောင်းရဲ့လားနောက်တစ်ခါငါရွာသားတွေကိုထပ်နှောက်ရှက်ဦးမလားအဲ့လိုမေးတယ်အဲ့ဒီခါမှာတော့တရေမမဲပုကမလုပ်တော့ပါဘူးရှင်မလုပ်တော့ပါဘူးနောက်ကျင်ပါပြီဒီတစ်ခေါက်တော့ခွင့်လုပ်ပေးပါအဲ့လိုမိုးယူပြီးပြောတော့မှဦးပြုံးချိုကပလွေကိုတစ်ချက်ပြန်မှုတ်လိုက်တယ်အဲ့ဒီတော့မှမြောက်ရုပ်ကြီးကတေတာရုပ်ပြန်ဖြစ်သွားပြီးလဲကျသွားတယ်ကိုမောင်ထုံးလဲအမလေးပြဆိုပြီးတော့ခွေလေးလက်ကျသွားပြီးမောဟိုက်နေတော့တာပဲဦးပြုံးချိုကသူ့မြောက်ရုပ်ကလေးကိုအိတ်ထဲပြန်ထက်မတ်တက်ရက်ပြီးကဲဓာကြီးခမရသားကိုတမ်းမြရေလေးပါလေးတိုက်လိုက်ပါဦးနောက်ဆိုရင်ကိုပင်ကြီးနာသွားမစောကြနဲ့လို့ပြောလိုက်အဲ့လိုပြောပြီးတော့အိမ်ပေါ်ကနေဆင်းသွားတယ်ကျုပ်တို့လဲပါဇက်အဟောင်းသားနဲ့ကြံခဲ့တာပေါ့ဗျာအဲ့ဒီနောက်ပိုင်းကိုမောင်ထုံးလဲလက်စင်ကုန်းဘက်ကိုခြေဥတော်မလက်ရဲတော့ဘူးဦးပြုံးချိုဆိုရင်တော့ရွာကလူတွေကတလေးတစားနဲ့ဆက်ဆံကြတာပေါ့ဗျာဒါပေမဲ့ဆရာကြီးကတော့အရင်လိုပဲဗျပြုံးစီနဲ့ပလူတူလေးကိုခါရထဲမှာထိုးပြီးတဲအိုလေးထဲမှာပဲနေတယ်အဲ့ဒီကိုပင်ကိစ္စပြီးတော့ကျုပ်တို့ရွာကတော်လေးကိုအေးချမ်းသွားတယ်ဗျဦးပြုံးချိုရဲ့နာမည်ကလည်းတရွာလုံးမှနေမကဘူးဟိုးပကန်းသားကရွာလေးထိပါရှမ်းတောက်ကြော်ကြသွားတာပေါ့ဒါပေမဲ့ဆရာကြီးကတော့ခါတိုင်းလိုပါပဲဗျာပြုံးစီနဲ့သူ့တဲအိုလေးထဲမှာပလူလေးကိုမှုတ်လိုက်တောင်းလေးရက်လိုက်နဲ့အေးလူပါပဲသူကဘသူရှိကားမှအခါကျင်းဝင်းမယူဆရာကြီးလှုပ်ပြီးတော့လဲဟိတ်ဟန်လည်းမထုတ်ပါဘူးပြဿနာစတာကတော့မကွေးဘက်ကအညာနွေပူလောင်ကာလာတစ်ခုမှာဗျကျုပ်တို့ရွာဘက်ကိုလေကြီးတစင်းဟာစိုက်လာတယ်လေပေါ်ကဆင်းလာတဲ့သူကတော့အသက်50လောက်ရှိမယ်ခန္ဓာကိုယ်ကတောင်တင်းမျက်နှာကတင်းမာပြီးမျက်လုံးတွေကဆူရှားနေတာသူ့ရဲ့လက်ပင်မှာလဲစိတ်ပရီးအကြီးကိုဆွဲထားပြီးလက်မောင်းနှစ်ဖက်လုံးမှာစေးမညောင်တွေကအပြည့်ပဲဗျသူ့ရဲ့နာမည်ကတော့ဆရာမဲတဲ့အောက်ရက်ကနေစစ်ကူဖို့ဓာတ်စင်ဖို့ဆိုပြီးရောက်လာတာပဲဆရာမဲကတော့ရွာထိပ်ကဇဲမှာတဲတယ်သူစရောက်တော့ရွာကလူတွေကရိုးဆေးဆရာပဲထင်ကြတာပေါ့ဒါပေမဲ့ရင်းနဲ့ကြာလာတော့ထူးခြားတာတွေဖြစ်လာတယ်ဆရာမဲကညဘက်ရောက်ရင်ဇဲပေါ်မှာဖျောင်းနိုင်နေထုံးတီတိုးနဲ့ရုပ်ဖက်နေတယ်အဲ့ဒီချိန်မှာဆိုရင်ဇေယျနားကိုဖျက်သွားတဲ့ခွေးတွေကအမိကုတ်ပြီးတော့ထွက်ပြေးတယ်လို့ပဲဇေယျပေါ်မှာလဲဇီးကွက်တွေလင်းတာတွေလာနာနေတတ်တယ်တနေ့တော့ရွာထဲကကာလာသားကောင်းပိုးထောင်တို့အုပ်စုအရက်မှုပြီးဇေယျနားကိုရောက်သွားကြတယ်ဆရာမဲကသူတို့ကိုလှမ်းခေါ်ပြီးဟဲ့ကောင်တွေမင်းတို့ရွာမှာအစွမ်းတက်တဲ့ဆရာရှိရဲ့ဆိုအေးအဲ့ဒါဘယ်ကောင်လဲကွာလို့မေးတယ်အဲ့ဒါဘယ်ကောင်လဲကွာဒီလိုမျိုးလှမ်းပြီးတော့မေးတယ်ကိုဖိုးထောင်တို့ကလည်းအရက်မူးနေတာဆိုတော့ဟာရှိရပါဗျဦးဖြုံးချိုလေသူ့မြောက်ဘလူးကိုအမြမမြင်ဘူးသေးဘူးမဟုတ်လားအဲ့လိုပြောပြီးတော့ကြွားလုံးထုတ်လိုက်မိတယ်အဲ့ဒီမှာပဲဆရာမဲကဟားတိုက်ပြီးတော့ရေးတယ်မြောက်ဘလူးတယ်လားကွဟာကလေးကစားရပါကွာငါပညာကိုမင်းတို့မမြင်ဘူးကြသေးလို့ပါသူကဒီလိုမျိုးပြန်ပြီးတော့ပြောလိုက်တယ်အဲ့ဒီညကစားပြီးတော့ရွာထဲမှာခြောက်ကြားစရာတွေစဖြစ်လာတော့တာပဲဗျပထမညမှာတော့ရွာမြောက်ပိုင်းကကိုသားတင်းရဲ့နွားချန်တွေကနွားမာကြီးဓာတ်ကောင်သေးတယ်တေပုံကလည်းထူးဆန်းနေဗျနွားကအကောင်ကြီးဒါပေမဲ့လက်ဘဲမှာသွားနဲ့ကြိုက်ထားတယ်လို့အရာကြီးနှစ်ခုတွေ့ရတယ်သွေးတွေကသုတ်ခံထားရတယ်လို့ဖြူပြော့နေတာရွာသားတွေကတော့မွေကြိုက်တာလားဘာလားပေါ့ဒီလိုနဲ့ဒုတိယညမှာတော့ပို့ပြီးတော့စိုးလာတယ်ရွာလေလမ်းမကြီးပေါ်မှာညတကောင်ရန်ကြော်ရင်ကြက်ဖြက်နဲ့အတန်ကြီးကြားရလို့ကင်းဆောင်တဲ့ကာလာသားတွေပြောတာတော့ဘာနဲ့တူတယ်လဲဆိုတော့ပစိုးကြီးကိုလေထဲမှာဝိခါလိုက်တယ်လို့အတန်မျိုးတဲ့ပြီးတော့မဲပြပြကြီးတစ်ခုကလေပေါ်မှာဝဲပြန်နေတာကိုမြင်ရတယ်တဲ့ဗျသုံးရက်မြောက်ညမှာတော့ကျုပ်တို့ကိုယ်တိုင်ကြုံတွေ့ရတာပဲကျုပ်အိမ်ကရွာလယ်ပိုင်းမှာရှိတာညဘက်အိမ်သာတက်ချင်လို့အိမ်တော်ဝှေ့စင်လာတော့ခေါင်းမိုးပေါ်ကနေပြီးတော့လေဝိတန်ကြောက်ရလို့မော့ကြည့်လိုက်တာအမလေးဗျာကြောထဲတောင်စိတ်သွားတယ်လားပညာညရောင်အောင်မှာအညက်ခက်အယောင်တရေပြားချက်အရာကြီးတစ်ခုကလေထဲမှာဝဲပြန်နေတာဗျအဲ့ဒီအရာကြီးရဲ့အလဲကောင်မှာလူမျက်နှာကြီးလိုပုံစံကြီးပေါ်နေပြီးမျက်လုံးတွေကတော့နေရဲနေတာမနဲ့လင်းတော့ရွာထဲမှာအိုးအောင်တောင်းလေးဖြက်ကုန်ပြီးရွာတောင်ပိုင်းကဒေါ်အေးမြရဲ့10နှစ်သားကလေးဖျားပြီးတတိလက်နေတယ်တဲ့ကလေးကညကအိမ်မက်ပြီးတရေကြီးကလာဖိနေတယ်အဲ့လိုអော်ပြီးတော့
ငိုတာတဲ့ရွာတကြီးကျွေလဲမနေနိုင်တော့ဘူးဦးပြုံးချိုရှိကိုပြေးရတာပေါ့ဦးပြုံးချိုကတော့မနက်ခင်းနေသာလုံးရင်းသူ့ကြက်တွေကိုအစာကျွေးနေတာတကြီးကအကျိုးချောင်းပြောပြတော့ဆရာကြီးကမျက်မှောင်လေးနည်းနည်းကျုံသွားတယ်အေးဒါကတော့အောက်လန်းပညာဗျတရေကက်လို့လည်းခေါ်တယ်ကျွဲသည်နွားသည်ရဲ့တရေကိုမန္တန်သွင်းပြီးတော့စေခိုင်းတာတော်တော်ရက်ဆက်တဲ့ပညာပဲဆရာကြီးဦးပြုံးချိုကဒီလိုမျိုးပြောတယ်ဗျပြီးတော့သူကဆက်ပြီးတော့ပြောတယ်ဒီပညာမျိုးကရွာမှာပညာတဲ့တယောက်ရှိနေမှလုပ်လို့ရတာဧည့်သည်များရောက်နေသလားတဲ့ရွာသားတွေကဆရာမဲအကြောင်းကိုပြောပြလိုက်တော့ဦးပြုံးချိုကခေါင်းတစ်ချက်ညှိပြီးကောင်းပြီလေသူကစိန်ခေါ်ခြင်းလို့တက်တက်မဲ့ရန်ရှာတာပဲဒီညကြုတ်ကိုယ်တိုင်ဖြည့်ရှင်းမှရတော့မယ်အဲ့လိုပြောပြီးသူ့လွယ်အိတ်ဆုပ်ကလေးကိုကောက်လွယ်လိုက်တယ်ညဘက်ရောက်တော့ရွာထိပ်ကဇရက်မှာဆရာမဲကဖျောင်းနိုင်နေထုံးညှိပြီးစီအရင်တွေလုံနေတယ်သူ့ရဲ့ရှိမှာတော့ကျွဲတဲ့ရီ6ကြီးတက်ချက်ကိုချထားတယ်ရွာသားတွေကတော့အဝေးကနေပြီးကြောက်ကြောက်လန့်လန့်နဲ့ချောင်းကြည့်နေကြတာပေါ့ကျုပ်လည်းအဖေအကိုကနေပြီးပါလာတယ်ဦးပြုံးချိုကဇရက်အောက်ကိုရောက်လာတယ်လက်ထဲမှာတော့ပိုက်လွေလေးကင်ထားတာပေါ့ဟေးဆရာမဲခမကပညာစမ်းကျင်ရင်ကျုပ်ရှိလာခဲ့ပါရွာကကလေးတွေတလိဆန်တွေကိုမနှောက်ယှက်ပါနဲ့ဦးပြုံးချိုကတော့အတန်အေးအေးလေးနဲ့လှမ်းပြီးတော့ပြောတယ်ဆရာမဲကတော့ဇရက်ပေါ်ကနေငုံကြည့်ပြီးဟားတိုက်ပြီးတော့ရဲတယ်လာပြီလားပထမတန်းဆရာမင်းရဲ့မြောက်ရုပ်ကလေးနဲ့ငါရဲ့တရေကက်ကိုနိုင်မလားကြည့်ကြသေးတာပေါ့ကွာသူကရှေ့ကတရေချက်ကြီးကိုရေမန်းနဲ့ပတ်လိုက်တယ်ပြီးတော့ဗဇက်ကနေမန်နန်နေရုပ်ပါလီရောဗျာချက်ချင်းပဲဗျအဲ့ဒီတရေချက်ကြီးကလေရဲကိုမြောက်တက်လာတယ်ပြီးတော့တက်ဖြည်းဖြည်းနဲ့ကြီးလာလိုက်တာဇရက်အမိုးလောက်ကိုရှိသွားတယ်တေပြားကြီးကလေထဲမှာတက်ဖြက်ဖြက်မြင်ရင်ဦးဖြုံးချိုးရှိကိုဒုံးပြန်လို့ထိုးပြီးဆင်းလာတယ်လူကိုဖုံးပိတ်ပြီးတတ်မဲ့ပုံပဲဗျဦးပြုံးချိုကတော့မတုံလှုပ်ပါဘူးသူ့လွယ်အိတ်ထဲကခါတိုင်းပဲတစ်သားမြောက်ရုပ်ကလေးကိုထုတ်လိုက်တယ်ဒီတစ်ခါမှာတော့အယုတ်ကတရုတ်ထက်မဟုတ်ဘူးဗျနောက်ထပ်တစ်သားနဲ့ထုလုပ်ထားတဲ့ကြားရုပ်ကလေးပါပါတယ်သူကအယုတ်နှစ်ခုလုံးကိုမြေပေါ်ကိုပြစ်ချလိုက်ပြီးပတ်လွေကိုအားကုန်မှောက်ထုတ်လိုက်တယ်ပရိသန်ကတော့စူးစူးရှားရှားကြီးထွက်ပေါ်လာတာနဲ့ဓာတ်ဖိုင်နဲ့မြောက်ရုပ်ကလေးကနေပြီးမြောက်ပလူကြီးဖျက်လာတယ်ဒီတစ်ခါပို့ပြီးတော့ထူကြတာကကြားရုပ်ကလေးကပါအသက်ဝင်ပြီးတကယ်ကြားပလူကြီးဖျက်သွားတယ်မြောက်ကြီးကခုန်တက်ပြီးလေတဲကတေးချက်ကြီးကိုလှမ်းပြီးတော့ဆွဲတယ်တေးချက်ကြီးကလည်းမခေဘူးဗျမြောက်ကြီးရဲ့ခန္ဓာကိုယ်လုံးကိုရစ်ပတ်ပြီးတော့ညှစ်တက်ဖို့ကြိုးစားတယ်အဲ့ဒီချိန်မှာပဲအောက်ကကြားကြီးကဟိဟောက်ပြီးဆရာမဲရှိတဲ့ဇရက်ပေါ်ကိုခုန်တက်သွားတယ်ဗျဆရာမဲကမျက်လုံးတွေပြူးသွားတယ်သူကလက်ပင်ကစိတ်ပတိကိုဖြုတ်ပြီးကြားကြီးကိုရိုက်ဖို့ပြင်တယ်ဒါပေမဲ့ကြားကြီးကတိတ်ပြီးမြန်တာကိုဆရာမဲရဲ့ပခုံးကိုလက်သေးနဲ့ကုတ်ချလိုက်တော့သွေးတွေဖြာခနဲ့ထွက်သွားတယ်လေပေါ်မှာလဲမြောင်ကြီးဟာတေးချက်ကြီးကိုစုပ်ဖြဲနေတာပြည့်ကနဲ့အတန်ကြီးကြားလိုက်ရတယ်တေးချက်ကြီးကအလေကနေကွဲထွက်သွားတယ်ဗျတရေပြားကြီးကွဲသွားတာနဲ့တပြိုင်နက်ဆရာမဲရှိကအမလေးဆိုပြီးတော့အော်လိုင်းကြီးထွက်ပေါ်လာတယ်သူ့ရဲ့ပညာပြန်ပတ်သွားတာဗျဆရာမဲရဲ့ဗန်ဆက်ကနေသွေးမဲတွေအန်ထွက်လာတယ်ဦးပြုံးချိုကပလီသံကိုရက်လိုက်တယ်တော်ပြီသားတို့ပြန်နာကြတော့အဲ့လိုပြောလိုက်တာနဲ့မြောက်ကြီးရောကြားကြီးရောတစ်သားရုပ်ကလေးတွေပြန်ဖြစ်သွားတယ်ဦးပြုံးချိုကဇရက်ပေါ်တက်ပြီးလဲနေတဲ့ဆရာမဲကိုကြည့်တယ်ဆရာမဲပညာဆိုတာလူကိုကယ်ဖို့သုံးရတာဗျလူကိုတတ်ဖို့သုံးရင်အခုလိုပဲကိုယ့်အတက်ကိုပြန်ဆုတတ်တယ်အဲ့လိုဆုံးမလိုက်တယ်ဆရာမဲကတော့ကြောက်လုံးလို့တုံနေပြီကြောပါတယ်ဆရာကြီးရဲ့ကျုပ်မှားပါပြီကျုပ်အတက်ကိုတော့ချမ်းသာပေးပါဗျာအဲ့လိုပြောပြီးဦးခိုက်တောင်းပန်တော့တာပဲဦးပြုံးချိုကတော့သူ့လွယ်အိတ်ထဲကစေလုံးလေးတစ်လုံးကိုထုတ်လိုက်တယ်ရော့ဒါတော့လိုက်ပြီးရင်မနှက်မိုးလင်းလင်းချင်းဒီရွာကနေထွက်သွားတော့နောက်တစ်ခါအောင်လန်းပညာနဲ့လူမသက်ပါနဲ့တော့အဲ့လိုပြောပြီးတော့ဇေယျဘော်ကနေဆင်းလာခဲ့တာပဲနောက်နေ့မနေ့ကျတော့ဆရာမဲလဲလှေတစင်းနဲ့ရွာကနေပြီးတိတ်တိတ်ဆိတ်ဆိတ်ထွက်သွားတာဘယ်သူမှတော့မသိလိုက်ဘူးဖျားနေတဲ့ကလေးကလည်းအဖျားကျပြီးတော့ပြန်ကောင်းသွားတယ်ရွာသားတွေကတော့ဦးပြုံးချိုကိုဝိုင်းပြီးတော့ချီးမွမ်းကြတာပေါ့ဒါပေမဲ့ဆရာကြီးကတော့ခါတိုင်းလိုပါပဲကျုပ်ကဘာမှမလုပ်ပါဘူးဗျာကလေးတွေကစားကြတာပါဆိုပြီးပြုံးစီစီနဲ့သူ့ကြက်တွေကိုအစာကျွေးနေလေရဲ့ကျုပ်လည်းအဲ့ဒီနေ့ကစပြီးတော့သဘောပေါက်သွားတယ်ပညာရှိတတိဖြစ်ခဲ့ဆိုတယ်လို့တကယ်ပညာရှင်တွေကတော့ဘယ်တော့မှကြွားဝါလေးမရှိပါဘူးဆိုတာကိုပေါ့ဗျာဦးပြုံးချိုရဲ့ပလီတန်လေးကိုကြားရတိုင်းကျုပ်စိတ်ထဲမှာတော့လုံကျုံတို့လိုခံစားရတော့မှာပဲဗျာအဆုံးထိနားဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပြီးဘေးနားက notification bell လေးကိုလည်းနှိပ်ထားပြီးခဲ့ကြဖို့မျက်နှာရက်ခံတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ